ဘာလို့ပါလဲဆိုတော့မြစ်တာရှင်ဆရာတော်ဆိုတော့ကြောင်းကလေးတွေလာရင်ယောအဲ့လိုပေးရမှာသူ့မျက်နှာပြုံးတာကျောင်းကိုဒကာဒကမတွေလာလို့မကြွေးမပေးရရင်သူ့မျက်နှာမตาဘူးတို့ဆရာတော်ကအဲ့လိုမြစ်တာရှင်ဒါလေးတွေကြတော့ကျောင်းမှာအဘိုးအိုတွေအဘွားအိုတွေလာတဲ့အခါကျယူကိုမျိုးလေးတို့ဆရာတော်မြုပ်ကြည်သားမအောင်ချမ်းမရေးအလွန်ကောင်းတာဖျားအဲ့လိုဘုန်းကြီးနော်ဒီအတိနဲ့လေးတွေကတော့တို့ဘာဘုန်းကြီးအတွက်ဒီသင်္ကန်းလေးကတော့တို့ဘာဘုန်းကြီးအတွက်သွားမယ်ကိုလေးလိုက်ပါလားလိုက်ပါဘောအေးဟေး阿鹏，你光明。啊，忙完了，好，你们那边去打头，都靠吧呗，你们爷，你们听见你的表家，梦你的表家，哦，都靠。那么你带来的可能七八楼就要的。带来的可能千把了，又要的，可能提了那没有。妈，你太美了耶！你拿了。အကိုလေးကိုညီမလေးမပြောဘူးလားဘာဖြစ်လို့ညီမလေးအိမ်မက်ဒီမကောင်းဘူးအကိုလေးလို့အကိုလေးဘာပြောလဲညီမလေးတဲ့အိမ်မက်ဆိုတာတဲ့အိမ်ညာမတိုးမတန်လို့မက်တာတဲ့ဟုတ်တယ်လေညီမလေးကွဲနေပင်မက်ပြီးသွေးလေးခြောက်ချလို့မက်တာတဲ့စောင်းနေအိမ်မက်ကရောက်မမက်တာဆိုကိုလေးဟုတ်တယ်လေစဘူးဒီပါလက်ရတောက်ကျွန်းဩဘာနမိတ်ထိုးတဲ့ဘာဖြစ်လို့ကျွန်းတူကျွန်းမြတ်မှာနေတဲ့ညီမလေးတို့လေအေးကိုညီမလေးတို့နမိတ်ပြတာနမိတ်ပြတာလမ်းသွားရင်ခက်လောက်တိုက်နမိတ်မကောင်းဘူးလေအဲ့ဒါအကိုလေးသိလားဩလမ်းသွားရင်ခလုတ်တိုက်ကနမိတ်မကောင်းဘူးဟုတ်တယ်ဩဒီလိုလဲတွေးလို့ရတာပေါ့ညီမလေးဘယ်လိုတွေးရမလဲဩညီမလေးကလမ်းသွားခလုတ်တိုက်တယ်ဆိုတာရှမ်းလို့တိုက်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့ရှမ်းလို့အေးပေါ့မျက်စိရှမ်းလို့ခလုတ်တိုက်တာဖြစ်ရင်ဖြစ်မှာပေါ့သိကြလို့လားသိကြပါတယ်ငါညီမလေးစိတ်ချင်းသားမှာနင်းတောင်းလို့စိတ်ကြီးဆွဲပြီးတော့အဲ့ဒီမုန်းတုံးတွေရှောက်မတွေးတတ်ပါနဲ့ငဲကဲလူလို့တန်ချိုနော်ပြောရှမ်းလို့နော်ခလုတ်တိုက်တာရှမ်းလို့ပေါ့ရှမ်းလို့မျက်စိရှမ်းခလုတ်တိုက်တာပေါ့သွေးလေခြောက်ချလို့ဟုတ်တယ်လေစောင်းတွင်းအိမ်မက်မို့အေးအဲ့ရမတိုးမတန်လို့သိချပြီနော်ကိုလေးအေးအဲ့ဒါအတိတ်နမိတ်ကောင်းတာလည်းတခုရှိတယ်ဟဲ့ဒါရဲချောင်းဝဆရာတော်ကဒုမောင်နှမနဲ့ဟိုဒီမှာစုတော်ဝင်9000စုချတာလေအဲ့ဒါအတိတ်ကောင်းတာကိုလေးဟမ်ပြောရင်းဆိုရင်းနဲ့ကားတန်းလေတမျိုးဘေးရွယ်လေးလဲပါတယ်ကုန်းချောင်းလေးကတထန်နဲ့လာလိုက်တာဟာဟိုမှာကြည်စမ်းကိုလေးဘာဖြစ်တို့ဆရာတော်ကြီးရဲ့မုတ်ဦးဝကိုရောက်လာပြီကိုလေးရဲ့ဟာဟိုမှာမုတ်ဦးဝနော်အေးဟုတ်တာပဲနော်ကိုလေးဟင်ရှင်းမဘာဖြစ်ကိုမြင့်စိုးလို့မလားဟုတ်တယ်မလားဦးစိုးမြင့်ဦးမြင့်စိုးပါဦးမြင့်စိုး
ကိုမြင့်စိုးငါပြော အကိုလေးရှင်းမကြည့်စမ်းပါကိုမြင့်စိုးတို့မောင်မတွေဟုတ်တယ်မလား ကြည့်နေတယ်ဟုတ်တယ် ရိုက်ရွာလူကြီးတွေရော ဟုတ်တယ်ဗျာ ဟော တနခါတော့နေရောင်းနေတယ် အကိုလေး ဟင် တေချာကြည့်ဟုတ်မရဲချောင်းကဆရာတော်ကြီးပါပခုံးပေါ်မှာတပည့်ကြီးတင်ပြီးတော့ချွေးတွေတန်တွေထွက်နေတာလားအကိုလေး ဟေး ကိုရှင်းမကြည့်စမ်း ကြည့်နေတယ်လေ ရွှေတလားဆရာတော်မလား အေးဟုတ်တယ် မြင့်ပိုင်ကြီးနဲ့ခက်ခန့်ကြီးနဲ့ ဟုတ် ဆက် တယ် ဆက် ဗျာ ကြီး ရှင်တလားဆရာတော် ဟမ်ရွှေတလားဆရာတော်ဟုတ်တယ်မလား ဟုတ်တယ် ကိုလေး ဟေး နားထောင်စမ်း ဟမ်ငါကျွန်တော်ဆွဲထောင်ပါလား အကိုလေး အေး စိုင်းတယ်ကြားလား ကြားတယ်ဆိုင်းနေကြားတယ် ဘာဆိုင်တယ်လဲဘာဆိုင်တယ်လဲ ဘာအတွက်ကြည့်နေတာတော့မသိဘူး အဲ့ဒါမင်္ဂလာဆိုင်တော့မဟုတ်ဘူးနော်ကိုလေးမင်္ဂလာဆိုင်မဟုတ်ဘူး အေးတမျိုးတော့တမျိုးပဲဟာ ဒါမှမဟုတ်ရင်ဒီကလေးမတွေဘဝမေ့ပြီးငါကြောင်းမလာတဲ့ဟာတွေငါသူတို့ကိုပြောထားတဲ့အတိုင်း ဟုတ် ငါရဲ့ကွင်းကြီးထဲမှာဟင်းနေတဲ့မန်းတက်ကိုထိုးပြီးအောင်ဝင်းဖို့မင်္ဂလာဆိုင်ကြီးနဲ့စုပေါင်းရှင်ပြုတ်အလူကြီးလုံမယ်ဆိုပြီးတော့ညဆိုင်နေငါထားလား အေးဒါပဲဖြစ်နေတာပဲ ဟုတ်လေ ဟေး အလူဆိုလို့ကတော့ညအနေရကြားလေးစိန်ကမှာနော် ဟုတ်တယ် မပြောမရှိနဲ့နော် ဟေး ကြားလေးစိန်ကဘာပွဲညာပွဲမှာဒီဆရာတော်တွေနဲ့မတွေ့ချင်ဘူးကြားလေးစိန်အငိတ်ပွဲကောင်းကောင်းကချင်တာ ဟာ ကြီးတင်ကောင်းကောင်းကချင်တာ ကောင်းမဘုံ ဝိသတာပွဲကြီးတွေကချင်တာ ကြောက်တယ် အဲ့တော့ကိုလေး ဟေး မာလေးပြောမယ်ထူးတော့ထူးနေ ဟုတ်တယ် နေချောင်းကဆရာတော်ကရောက်တယ် တခုခုတော့တခုခု ရွှေရလဆရာတော်လည်းရှိနေတယ် အေးဟုတ်တယ် ဆရာတော်တွေကလည်းအများကြီးပဲ ဟုတ်တယ် ဆိုတော့ဒါအလူစုပေါင်းအလူဖြစ်ကိုဖြစ်နိုင်တယ်တော့ကိုလေး ဟေး ကပ္ပိယယူသွားခေါ်ခိုင်းဆိုရင်လေညီမလေးတို့ပြန်လာပြီဆိုမှပြုံးနဲ့ထွက်လာပြီးတော့ငါသမီးတွေပြန်လာပြီဆိုသူကထွက်ကြိုးတာ ဟုတ်တယ်လေ သူကထွက်လည်းမကြိုးဟမ်သူတို့ကဒေါသပဲဖြစ်နေတယ်လို့စိတ်ပဲစိုးနေတယ်လို့မပြောချင်တယ်လို့မပြောချင်တယ်လို့နဲ့အကိုလေး ဟေး ငါခေါ်လိုက်ဒီကြားရောက်နေတယ်လို့ထွက်ကြိုးလိုက်ပါလို့ပြောလိုက် အေးအော်ကပြာကြီးကပြာကြီးကပြာကြီးယောကပြာကြီးကပြာကြီးကပြာကြီး မြင်သားနဲ့ခေါ်တာဘယ်တော့သိရဘူးတော့ဒီဘောကမမြင်ရသေးဘူးကျောင်းရှိကခေါ်တာကြားတယ်တကားဖွင့်ပေးရအောင်မဖြစ်ငါတကားဖွင့်လိုက်ဦးခဏလောက်ကလေးငါချောက်ချက်ဝတ်သားဟောဘလူးမှလည်းမရှိပါဘူးကွာ အကိုလေးညီမလေးအားလုံးကပ္ပိယယူစိတ်ဆိုးနေတော့အခုကပ္ပိယယူကိုယ်တိုင်ညာချုံမချောင်းနဲ့ဝင်မလို့ပြောလိုက်က ပ္ပိယကြီးကြားလေးစရကပ္ပိယကြီးကိုယ်တိုင်လာချုံမတောင်းနဲ့ဝင်ပါလေ တကားဖွင့်အောင်မယ်ခဏလောက်ကလေးငါချောက်ချက်ဝတ်သားဟာချစ်သမော ဟာကပြာကြီးနေကောင်းလား ဒီကောင်းနေ ယောဘရသိမလို့ ဒီဗီဒီယိုနမိတ်ဆိုးနမှာပဲ ပဒကစီ ဟာချစ်သမောမင်းတို့ကမတွေ့တာကြိုင်မရောက်တော့ကြောက်မဲတော့ကြားနေပြီ ဟုတ်တယ်ကျွန်တော်လည်းပွဲတွေကစက်တိုက်နေဆိုတော့အเจ้าမပြန်လာနိုင်ဘူးလေအခုတော့ကမန်းကနေပြန်လာရတာ မင်းတယောက်ထဲလား ဟောညီမလေးကပါတယ်လေကြားလေးစိတ်မှာပါတယ် ဘာဖြစ်လို့ကြောင်းနဲ့မဝင်တာလဲကွာ ဘာဖြစ်လို့ကြောင်းမတော်ကပ္ပိယကြီးကို အော်ငါကိုယ်တိုင်မကြိုလို့ ဟုတ်တယ် ဒါကြောင့်မလာတာဟာလား ဟုတ်တယ် ငါသွားကြိုလိုက်ဦး ကဲကြွ ကပ္ပိယကြီးတပည့်လုံးနေတာသတိရနေတာကပ္ပိယကြီးတပည့်ကိုသတိမရအောင်မလားတပည့်ကတော့လေပွဲနေတာလိုက်ကနေအိုးကပ္ပိယကြီးနေကောင်းနေလားမသိဘူးဆိုပြီးတော့တပည့်ကသတိရရလားမသိဘူးဆိုပြီးတော့တပည့်အများအား
ကပ်ပြရဲ့ပြောနေတာပဲကပ်ပြကြီးပြောတာဗျာရှင်းပါတယ်ကပ်ပြကြီးပြောတာကပ်ပြကြီးကြိုတာရှင်းတယ်စကားရှင်းတယ်နော် ဟုတ်ကဲ့ဖေကြီးဘာကောင်းနေကောင်းလားသမီးတို့မေးနေတာဒီကလေးတွေကလေငါเจ้าကိုလည်းချိန်လာမနေကြအခုဆိုလို့ရှိရင်ငါเจ้าကိုမလာတာကြားပြီးဆိုပြီးတော့အော်ကပ်ပြကြီးကဘာလို့ရှောက်ပြောနေတာတော့ဗျာစကားတော်တော်များတာပဲဗျာဟိုမှာတွေ့နေပြီလေဘာလို့ရှောက်ပြောနေတာတော့အဲ့ဒီစကားကြီးကပ်ပြကြီးရတယ် ဟေးကြိုင် ဟုတ်ကဲ့ဖေကြီးသမီးပြောမယ်သမီးဆိုလို့လေရောက်နေတယ်လေလက်ကောင်းကဆရာတော်လည်းရောက်နေတယ်ရှင်ကဆရာတော်ကြီး ကပ်ပြကြီးတော်တော်စကားပြောနေပြီ ငါမပြောဘူးကွာမင်းနမငါမယားကြီးပြောနေတယ် အာပြကြီးမိုးချိုးပုတ်လိုက်မယ်ဒါကိုသမီးလေကပ်ပြကြီးကိုသမီး ငါမင်းတခေါက်မှမပြောရသေးဘူး သမီးကချစ်လို့စတာ အေးပါ ဟုတ်ကဲ့ဖေကြီးနေကောင်းလား ဒီကောင်းတယ် ဘာဖုံးကသမီးတို့စိတ်ဆိုးနေတာလား ဆိုးတော့ ဟုတ်ဘာဖုံးမတွေ့ပါလားစက်တရေကန်းထဲမှာလားလူတွေကတော့စုံနေရတော့မတ်တက်ကြီးကလည်းဟင်းတော့စူပေါင်းလူကြီးလားဟုတ်လားဘာဖုံးဝိဇာတာလား ဒီမှာငါပြောမယ်ကြားလိချင်း ရှင် ဆရာတော်ကြီးကိုတွေ့ကြည့်လို့လား တွေ့ချင်တော့ဘောတွေ့ချင်တော့ဝေးရနေလာခဲ့ရတာကို အေးဆရာတော်အကြောင်းသိရင်ရှားရဲ့ဟောက်မှာအလောင်းနာကြည့်ပါတော့ဟဲ့ နေမင်းတာတတော်ရှိစေငါတိတ်ချစ်စေအဲ့ဒါမဟုတ်ဘူးမလားယင်တကယ်မဟုတ်ဘူးမလားယင်ဟဲ့ကျောင်းမလာတာကြာလို့ဒီကလေးတွေငါကျောင်းလာရင်သူတို့ရှင်ခွဲနာကြောက်ငါလှုပ်လိုက်မယ်ဆိုပြီးဒါဇလန်းစင်ပြီးပကတ်တွေလောက်ထားတာဗလားဟုတ်တယ်မလားယင်ဟုတ်မနော်ဟုတ်တယ်မလားတပြည့်တော်တော့ဘာမှမဟုတ်ပါဘူးနော်ဟမ်တကယ်မဟုတ်ဘူးမလား တကယ်ဟုတ်တာငါတို့ဆရာတော်ဘုရားကြီးဘဝနဲ့နဲ့ဆံမြတ်သွားတာပါကလေးဟဲ့တကယ်ဆံမြတ်သွားတာပါနေပါလို့ရွှေကလဆရာတော်အောင်မလို့ တကယ်လား တကယ် ဟုတ်ကဲ့ပြရပြောတာမရှိအောင်တော့ဘုန်းကြီးတကားမားရီဒါတကယ်ကြီးလားလို့ တကယ်ပါဆိုမှပဲဟဲ့ မြေမိုးတောင်ကြီးပြိုခါကြာလို့ပါမြေမိုးတောင်ကြီးပြိုခါကြာလို့ပါကိုရမရှိတဲ့တို့ဆွေမဟာတို့ရဲ့ ဒီ ကိုရမရှိရပါဘူးရ မကြောက်နိုင်တော့ပါဘူးကွယ် ဘယ်နဲ့နေပိန်တော်ကြီးတမီးကိုတမီးမပိုင်တော့လို့မရောက်တာပါဘာဖို့ရဲ့ မကြောက်နိုင်တော့ဘူးကြားလိမ့်စေရဲ့ စက်တဲ့လူပါဖျားတတ်တာအလူဆိုတာတတ်တာအလူဆိုတာစုတင်ကဟော
မာလီ 不求你的吗？嘿， စိတ်ထဲမှာမာလီ 不求你的吗？嘿，追当啦啦嘞。 သမီးရေးကြ 阿公，အပြစ်မပေးရမအပြစ်မပေးရမဖယားဖယား တို့ခုံးကုန်းကဘယ်အပြစ်ပေးမလဲ ဒီစားတွေလည်းထုတ်ခဲ့ပါအောင် မာလီ ရွှေဒလဆရာတော်ညောင်ညောင်ဝဆရာတော်ရွှေနဲ့တာရက်ကိုမြတ်ပရာဆောင်လို့အလားစံကြောင့်ရဲဝစီရပလင်ငါ အားလုံးပြင်ထားပြီကွ တပီတော်မကြလေးစိတ်တွေညီညာစွာအေးရင်ကျူလိုက်မယ် သမီး ဝဲလေဦးချဝဲဝဲတွာမာလီရရ ဘာဘတမီးရောက်လာပြီလေဘာဘတမီးကသာသမီးညီနောင်နဲ့အကုန်ဆုံးကြပြီလို့လေမင်းသားကြီးဘာဘောကြီးရက်တရေခံနေမလား မကြားတော့ဘူး ကျောင်းဝဲနန်းတော်ညရှာလေအလောဘူးပြီငါညီတလို့ရဲ့ဘုံရှင်နာတော်ညရှာလေအလောဘူးပြီငါညီတလို့ရဲ့မိတ်ပါကြောင်းဆရာတော်ဖယားဘုန်းကြီးဟောတဲ့ပြန်လို့သွားရှင်ပေမေရဲ့တမရပတ်ဆောင်လို့သွားဆရာတော်ဖယားဘုန်းကြီးဟောတဲ့ပြန်လို့သွားရှင်ပေမေရဲ့တမရပတ်ဆောင်လို့သွားတတိအပေါင်းတို့တို့ဆရာလေမညာရပါအပေါ်မီဝိရှုရှိခိုးလို့နေရမချီရရှင်နေပူလာလောလောအပေါ်မီရဲပြာတတိရမရွှေခွဲဝဲရရှာပါပါလိပေါ့ပတ်တာ သမီးပဏိထားကွယ်ဖြစ်မဖြစ်ရလေကလေးရဲ့ဖြစ်မဖြစ်ရလေဖြစ်မဖြစ်ရလေမာလီတရီသာမာလီအမလေး
တတိရှိမှာပေါ့ညီမလေး နန်းကိုပြန်ရှာလေပြီးအလွမ်းမှုပြီးကိုကြီးပြလဲ ကြာရေးဒီ ဘုံရှိတဲ့တော့ပြန်ရှာလေပြီးအလွမ်းမှုပြီး ဘယ်သူကဒီထိမှာဆက်လို့ ရှာရမအချီရရဲ့ဖလာလီရောနေမကြာတော့ဖယားပုံပြီးတော့ပြန်လို့တော့ရှိသေးရဲ့တမရပတ်တော်လို့ဆရာတော်ဖယားမလဲပုံကြီးကိုပြန်လို့တော့ရှိသေးရဲ့တမရပတ်တော်တော့တပည့်အပေါင်းကိုတော့တို့ဆရာရဲ့မညာ တတိထားမှာပေါ့ညီမလေး အဖေမေဝိရှိုးရှိခိုးလို့နေရမချီရရကျင်းတဲ့ဘူး